အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့သူလေးတွေထဲမှာဟုတ်ပြီညွှန်ကြားချက်တွေလဲညွှန်ချက်တွေကိုပေါ့နော်အင်္ဂလိပ်လိုပေးခြင်းတဲ့သူတွေရှိလားဒါဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးကိုဆက်ကြည့်ပေးသွားပါနော်ဥပမာထိုင်မှာထပါစသည်အပြင်မပြေးနဲ့အဲ့ဒီညွှန်ကြားချက်တွေဘယ်ဘက်ကိုပါညာဘက်ကိုပါတဲ့တဲ့သွားပါအဲ့ဒီလမ်း direction ပေါ့နော်လမ်းညွှန်ချက်တွေကိုအင်္ဂလိပ်လိုပြောခြင်းနဲ့ဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုဆက်ကြည့်ပေးသွားပါနော်โอเคကျမတို့ကလေအဲ့ဒီညွှန်ကြားချက်လမ်းညွှန်ချက်တွေကိုပြောကြရေးကြတဲ့အခါမှာ simple present tense verb 1ကိုပဲသုံးရတာဖြစ်တယ်ရှင်เนาะဒီမှာကျမက classroom instruction အတွက်ကျမက example စာကြောင်းလေးတွေကိုပြောပြပေးထားတာဖြစ်ပါတယ်ရှင်โอเคကြည့်မယ် sit down ထိုင်ပါဟုတ်ပြီထိုင်ပါဆိုတာကဒီချေတို့ကဒီမှာ simple present tense ရဲ့ plain verb 1 plain verb 1ဆိုတာ verb ရဲ့နောက်မှာ ses မှာပါတယ် verb 1လေးသုံးပြီးရေးရတာဖြစ်ပါတယ်ရှင်ပြောရတာဖြစ်ပါတယ်ရှင်ဒီရှေ့မှာ subject you လေးပါပါတယ်အဲ့ဒါနားလည်ပြီးသားအနေနဲ့မြုပ်ထားတာဖြစ်ပါတယ်ရှင် okay နောက်တစ်ခုပြောကြည့်မယ် make a line ဆိုရင်တန်းစီပါအခန်းထဲမှာပြောကြတယ်လေ okay look at the book ကြောက်တင်မုံကိုကြည့်ပါ open your book မင်းစာအုပ်ကိုဖွင့်ပါ close your books မင်းတို့စာအုပ်တွေကိုပိတ်ပါ work in pairs နှစ်ယောက်တွဲပြီးအလုပ်လုပ်ပါ check your answers မင်းရဲ့အဖြေတွေကိုစစ်ဆေးပါ raise your hand if you finish မင်းပြီးပြီဆိုရင်လက်ထောက်မှာစသည်အပြင်ဖြစ်မယ်ရှင်เนาะဒါကလောက်ပါလို့ပြောတာဒီအတွက်ဖြစ်တယ်မလောက်ပါနဲ့လို့ပြောတာမျိုးဆိုလို့ရှင်ဥပမာဒီချဲတော့မထိုင်နဲ့လို့ပြောမယ်ဆိုရင် don't sit down ဒီ plain verb 1လေးရဲ့ရှေ့မှာ don't ဆိုတဲ့စလုံးလေးထည့်ပေးရမယ်ရှင်เนาะ okay ကြည့်မယ်เนาะ don't talk စကားမပြောပါနဲ့ don't run in the corridor အော်ပြီးဇင်းကြိမ်ရှောက်လမ်းမှာမပြေးပါနဲ့Don't open the door တကားပေါက်မဖွင့်ပါနဲ့ Don't write here ဒီနေရာမှာစာမရေးပါနဲ့ Don't touch the socket ပလက်ပေါက်ကိုမထိပါနဲ့မကင်ပါနဲ့ပေါ့နော် Don't speak in the exam room စာမေးပွဲခန်းထဲမှာစကားမပြောပါနဲ့စသည်အဖြစ်ဖြစ်ပါတယ်ရှင်ဒါကကျမတို့က classroom instruction မှာလောက်ပါမလောက်ပါနဲ့အတွက်ကျမ example sentence ကလေးတွေရေးပေးထားတာဖြစ်ပါတယ်ရှင်ပြောပြပေးထားတာဖြစ်ပါတယ်ရှင် okay နောက်တစ်ခုသွားမယ်ကျမတို့ကလေ step by step instruction တစ်ဆင့်ချင်းညွှန်ကြားရတဲ့ညွှန်ကြားချက်တွေဆိုရင်လေ simple present tense plain verb 1ကိုပဲသုံးရတာဖြစ်တယ်ရှင်ဒီမှာ how to cook the rice သမင်းဘယ်လိုချက်ရတယ်လဲဆိုတဲ့အကြောင်းလေးကိုကျမက step by step instruction လေးဥပမာပြပြပေးထားတာဖြစ်တယ်ရှင်เนาะ okay first rinse the rice ပထမဆုံးမလုပ်ရမလဲစမ်းစေးပါ next put it in the cooker ပြီးတော့အဲ့ဒီဆန်ကိုပေါ့နော်သမင်းပေါင်းအိုးထဲကိုထည့်ပါ then add water အဲ့ဒီနောက်ရေထည့်ပါ after that အဲ့ဒီနောက်မှာ plug in the cooker အဲ့ဒီပေါင်းအိုးကိုဖလက်တက်ပါ then wait until the rice is cooked အဲ့ဒီနောက်သမင်းမကြက်မချင်းစောင့်ပါပေါ့နော် finally enjoy the rice အဲ့ဒီနောက်မှာတော့ enjoy the rice သမင်းသုံးဆောင်လို့ရပါပြီခင်ဗျာစသည်အပြင်ဖြစ်ပါတယ်ရှင် okay နောက်တစ်ခုအနေနဲ့ကကျွန်မတို့ giving guidance ညွှန်ကြားလမ်းညွှန်တာတွေပြောမယ်ပေါ့နော်တစုံတစ်ယောက်ကဘူရာယုံကိုမသွားတတ်လို့ဘယ်လိုသွားမလဲလမ်းညွှန်တဲ့အခါမှာကျွန်မတို့ကပြောလိုက်မယ် go straight အိုးတိတ်တိတ်လျှောက်သွားလိုက်ပါခင်ဗျာ turn left at the corner တောင်းကိုရောက်ရင်ဘယ်ဘက်ကိုကွေးလိုက်ပါ cross the road လမ်းကိုဖြတ်ကူးလိုက်ပါ walk past the school ကျောင်းရှိကနေဖြတ်လျှောက်သွားလိုက်ပါthen you arrive at the station အဲ့ဒါပြီးရင်တော့ခင်ဗျာဘူရာယုံကိုရောက်ပါပြီစသည်အားဖြင့်ဖြစ်ပါတယ်ရှင်เนาะကဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ဒီလောက်ပါပဲเนาะ